Hello ထိုင်းအမပစ္စည်းမှာတဲ့အခါမှာအလိမ်မခံရအောင်ကြီးမမီအောင်တတိထားပြီးဘယ်လိုဝယ်ရမလဲဆိုတာမသိသေးတဲ့လူအတွက်ပြောပြပေးပါမယ်ရှင် Shopee Lazada ရှင်နဲ့ TikTok Shop တွေကပို့ပြီးတော့တတိထားကြည့်ရပါမယ်ရှင်ဆိုင်ခွဲတွေများတော့ရောင်းအားများတဲ့ပစ္စည်းတွေကိုရွေးပြီးဝယ်ရပို့ပြီးတော့စိတ်ချရပါတယ်ရှင်ခုရွေးလိုက်တဲ့ပစ္စည်းဆိုရင်ရောင်းအား 1.6k ရှိပါတယ်ရောက်မဲ့ခမန်းချေရက်ကို25-26ကျုံလို့ပြထားပါတယ်ရှင်ဝယ်တဲ့ဆိုင်ကနေပို့ခါဆိုပြီးတော့54ဘတ်ကောက်ပါသေးတယ်ရှင်ပိုပြီးစိတ်ချရအောင်အောက်ကိုဆွဲလိုက်ရင်ဝယ်ထားတဲ့လူတွေရဲ့ review တွေလည်းကြည့်နိုင်ပါတယ်နော် Uniqlo app ကအထည်ပစ္စည်းတွေ Banana online ကဆက်ပစ္စည်းတွေနဲ့ Watson app က skin care တွေအားလုံးကို review ကြည့်စရာမလိုဘဲနဲ့ company သားရိုက် app တွေမလို့စိတ်ချစွာမှယူနိုင်ပါတယ်ရှင် Okay Logistics မှာယူခလုံးဝမရှိပါဘူးရှင်တန်စာကအနည်းဆုံး15ဘတ်ကပဲစယူပါတယ်နော်ကိုယ်တိုင်မှာရှင်တဲ့ customer တွေအတွက်လိပ်စာပေးပါတယ်ရှင်အမေဖက်ကမှာပေးရမယ်ဆိုရင်လည်းအသေးစိတ်ကို CP မှာမြင်မြန်နိုင်ပါတယ်နော် customer တို့အတွက်အသက်တာဆုံးနဲ့အကောင်းဆုံးစားဝတ်ပေးနေပါတယ်ရှင်